ဒီကနေ့16ရက်6လပိုင်း2026အတွက်เนาะတင်ပေးပါတော့မယ်ခင်ဗျာเนาะအိမ်မက်နံပါတ်ပါခင်ဗျာเนาะအိမ်မက်မှတ်ထားပါခင်ဗျာအရင်တစ်ပတ်ကလည်းပေါ့เนาะထွက်ထားက4ခွန်9ကျွန်တော်ပေးတာက6ခွန်4အဲ့ဒီလိုဖြစ်သွားတယ်ခင်ဗျာเนาะဒါကြောင့်မလို့အကိုတွေမတွေကျွန်တော်ရဲ့ပေးသက်ဒီပေါ့เนาะတို့ပတ်လေတို့ရကြပါတယ်ခင်ဗျာเนาะအခုထပ်ပေးသွားမယ်နော်ဗီဒီယိုဖိုင်ကိုစောင့်အောင်ကြည့်ပါအသေးလေးတွေပေးပါ comment လေးတွေရေးပါအများမြင်အောင် share ပေးပါခင်ဗျာနော်တရှင်းလေးနဲ့ကြောင်ဝင်လိုက်မယ်နော်ချွေမိုးတွေရွာငွေမိုးတွေရွာဒီနေ့ရမြန်မာဆောင်တိုင်းပြည်လုံးချမ်းသာစေဗျာပေးပြရတယ်ဝေးလို့ကွာစုတွေလည်းမတောင်းမဲ့ပြည်စီဗျာအလုတ်တိုင်းခွင်လမ်းတွေပွင့်လန်းကြပါစေတင်းစုရမကြပေါက်လို့တထေးကြီးဖြစ်ပါစေအလောက်ကိုင်းခွင်လမ်းနေပွန်းလန်းကြပါစေတင်းစုရမကြပေါက်လို့တထေးကြီးဖြစ်ပါစေအတိနံတွေရောင်းဝယ်ဖို့စိန်စပါးတွေပေါ်ကျွဲစေလက်ဖြားမငွေတီးလို့ပျော်နိုင်ကြပါစေခင်ဗျကဲပြောပြမယ်နော်ကိုငါလေးတဲ့6ကိုငါ9 4 6 9 1 2 465ဖြစ်ပါတယ်ခင်ဗျာနော်ဟောကြပါကြပါခင်ဗျာနောက်ထပ်ပြန်ပြောပြမယ်နော်တခြားမှတ်ထားနော်16ပဲ6လပိုင်း2026အတွက်တဲ့နော်95469946912 465နော်ကျွန်တော်ပေးတာ9ခွက်ပေးတာဖြစ်ပါတယ်ခင်ဗျာနော်နည်းနည်းစီကန်ဆန်းကြည့်ပါခင်ဗျာနော်ပေါက်လို့ရှင်လှူကြပါနော်ကျွန်တော်ရဲ့ TikTok အကောင့်ကိုလည်းပေါ့နော် follow လုပ်ပေးပါနော် Facebook မှာတင်လို့ရှင်လည်း Facebook ကိုလည်း follow လုပ်ပေးပါအများကြီးအောင် share ပေးပါဒါမှသာလေအများရမယ်နော်နှွေးမတတ်နိုင်မယ်ခင်ဗျာနော်ကဲရောင်းမစားဘူးစေတနာနဲ့ပေးရနော်ဟိုတချို့ကြောင်ကျွန်တော်လာပြီးဝေဖန်တိုက်ခိုက်ကြတယ်အဲ့လိုမျိုးဝေဖန်တိုက်ခိုက်ကြပါနဲ့နော်